ကျွန်တော်ရဲ့အဲ့ဒီဟိုရက်ကနည်းနည်းလိုသေးတယ်မလားခင်ဗျ လူသေးမှငါသိတယ်နေနေပြီဆိုတဲ့အကြောင်းလာပြီးပေး ဟာလေနန်းမာလိုက်တာဟမ်ဘယ်တော့ကြောင်ဘလို့ပတ်သက်မှုရှိရတော့မသိဘူးနော်ဒါပေမဲ့ငါတကယ်ကြီးခေါင်းယူတော့မထီးနဲ့တော့အေးထီးလို့ကတော့မင်းတို့အားလုံးရများလိုက်လားဟမ် ကလေးရဲ့ဒယ်ရီကကိုကြီးရှိရ3200ထိထားဒါတော့မပါသေးဘူးနော် အဲ့ဒါများဗျာယောဒီမှာငါတော့ကိုယ်တော့မဟုတ်ဝယ်စားတယ် ကျိုးနေကြက်တတိထားနော်မင်းတို့ဒီမှာထပ်မတွေ့ရ အဲ့ဒါဘာမှတွေ့ရ ငါဘာလို့မင်းနဲ့တွေ့ရ ကိုစစ်တပည့်ကြွေးစိတ်ကိုရှော့လိုက်တော့ကျွေးတောင်းတဲ့ကိစ္စပြတ်သွားပြီအိမ်ပြန်တော့မှာကြာရနေလဲမင်းမျက်လုံးနဲ့မင်းနာမမျိုးသားတော့အဖေရှက်ကြ အလောင်းမီဒီယာကြီးခေတ်မဟုတ်ဘူးအဲ့ဒီအတွက်နည်းနည်းတော့သိခံပါအလောင်းမီဒီယာကြီးခေတ်ဆိုတော့ဒီကောင်တွေခေါ်ပြီးပါရိုက်လို့ရတယ်အလောင်းမီဒီယာကြီးခေတ်မဟုတ်ဘူးသို့တော့ကျွန်တော်မြန်မာနဲ့ယိုရီးယားဟာဘာမှကွာတဲ့နိုင်ငံတွေမဟုတ်ပါဘူးလက်ရှိထိုင်းပြည်ဘုံမီဘောဟာကျွန်တော်တို့အလောင်းမီဒီယာကြီးတင်ခဲ့တဲ့ရာမမင်းဆက်ရဲ့10ဆက်မြောက်ဘရင်ဖြစ်ပါတယ်ဒါကြောင့်ထိုင်းမင်းဆက်တွေအခုချိန်ထိထိုင်းဘရင်ထီနန်းဟာမြန်မာနိုင်ငံအပေါ်မှာ aggressive policy လို့ခေါ်တဲ့ရန်လိုတဲ့မူဝါဒကိုလုံးဝမချရဲပါဘူးဟိုသူ့သားကိုမြောက်လို့ပါလို့အကောင်တစ်ကောင်ပဲရှိတယ်အိမ်ရှိမင်းသားဆိုတဲ့ကောင်အဲ့ဒီကောင်ကတော့နည်းနည်းရန်ဖြစ်ချင်တယ်သူကတော့ဟန်နူမန်နဲ့ဆက်ကြလာတဲ့အခါကျတော့တို့တော့ကျွန်တော်တို့တွေဒီဒါပေမဲ့ယိုရီးယားရောက်တော့ကျွန်တော်မာထန်းမြန်မာလူငယ်လေးတွေပြောကျွန်တော်တို့တိတ်ပြီးဖတ်ပြီးတော့ငိုတာကျွန်တော်ကဘန်ကောက်ထက်ကြော်ပြီးမရောက်ဘူးမဟာချိုင်မှာအလွန်အနိုင်ကျင့်ခံရတာအဲ့ဒီကျွန်တော်တို့ကိုအာဃာတတွေတို့မှရှိတယ်ကိုယ့်ဘာသာကိုဖုန်းနံပါတ်မှတ်ထားတယ်နောက်ဆုံး3လုံးကိုခြံဖျဲပြီးတော့ချဲကနန်းဆိုပြီးကျွန်တော်တို့မြန်မာလူမျိုးကိုဖမ်းတာကျွန်တော်တို့လူမျိုးတွေကအဲ့ဒါလို့အမျိုးမျိုးအဖုံဖုံဖိနှိပ်ခံရတယ်ကျွန်တော်တခုပဲသူ့ကိုသူတို့ကိုကျွန်တော် motivate လုပ်ခဲ့တယ်အားတင်ထားပါဒါအလောင်းမီဒီယာကြီးခေတ်မဟုတ်ဘူးအဲ့ဒီအတွက်နည်းနည်းတော့သိခံပါအလောင်းမီဒီယာကြီးခေတ်ဆိုတော့ဒီကောင်တွေခေါ်ပြီးပါရိုက်လို့ရတယ်အလောင်းမီဒီယာကြီးခေတ်မဟုတ်ဘူးသို့တော့ကျွန်တော်တို့ကလှုပ်စေချင်တာတော့အခုလဲထိုင်းနေကျွန်တော်တို့နိုင်ငံလာလို့ပါတယ်ဖြစ်စေချင်တာတော့ကျွန်တော်တို့ကစိုက်ကားလောက်ခေါ်နှင်းကိုင်းစင်တာကိုယ့်အချင်းနေနဲ့မတက်နိုင်ဘူးဒါပေမဲ့ကျွန်တော်တို့မြန်မာလူငယ်တွေတိတ်တနာဖို့ကောင်းတယ်နော်ထိုင်းနိုင်ငံမှာမြန်မာ6တန်းလောက်ရှိတယ်လူကြီးတန်း60 10% ရှိပါတယ်ကျွန်တော်စိုက်ကားလောက်ခေါ်နှင်းကိုင်းညံ့လို့ဟာတလေးပြောတာနော်သူတို့တွေလက်ကုပ်မတီးနိုင်ဘူးမျက်ရည်တွေကျတယ်ကျွန်တော်ပြောရင်းနဲ့ပြန်ကိုကြတာတကယ်မျက်ရည်တွေကျတယ်ကျွန်တော်တို့ကဗဇက်ထဲမှာထိုင်းတွေကိုစိုက်ကားလောက်ခေါ်နှင်းခိုင်းနေတာလို့ပြောသူတို့မျက်ရည်တွေကျတယ်သူတို့ဘယ်လောက်အထိရင်ထဲမှာသူတို့တွေဖိနှိပ်ခြင်းခံထားရလဲဆိုတော့အဲ့တော့ဒါတွေဟာထိုင်းနဲ့မြန်မာဆိုတာတစ်လူမျိုးလဲကွာတာမဟုတ်ဘူးနိုင်ငံလဲကွာတာမဟုတ် resource လဲကွာတာမဟုတ်ကျွန်တော်တို့ရဲ့ system စီမံခန့်ခွဲမှုမြန်မာနိုင်ငံဒီနှစ်ပေါင်းများစွာညံပြင်းခဲ့တဲ့အတွက်ကျွန်တော်တို့တွေသူများအိမ်မှာကိုယ့်သားသမီးတွေကကျွန်သွားလုပ်နေရတာဖြစ်ပါတယ်မြန်မာနိုင်ငံဟာ1962ဗိုလ်ချုပ်နေဝင်းအာဏာမသိမ်းမီချင်းဟာအာရှမှာရှမ်းတောက်ခဲ့တဲ့နိုင်ငံဖြစ်တယ်ဘာလို့အောက်ကိုထိုးဆိုင်သွားလဲလင်းတိုင်းရောတော့နည်းနည်းပြောပါတယ်အောက်ဆိုင်တွေယူတာများသွားလို့အောက်ကိုများစိုက်ကြသွားတာလား